ဝေးလွင်လို့သွားကကြမရဲ့တင်ရိုင်းနေထိုးတွဲနောက်ဆုံးဒီလိုဆုံးမိကုန်ရှုံးစီစိတ်ရှားသွားတဲ့ကျင်နာသူဒီအရေးမှာဘဝတိကိုပြုခြင်းသူအပြုံးအင်အားဖြစ်စီဟောမဲ့တကူရဲ့လွင်ငယ်ကြာမလေးလာပြတွေ့နိုင်တယ်ဘေးစားသူနဲ့ယူငယ်သူအတိတရားတွေဝေထွေးတော်လဲဘူစီကားလေနှုတ်ဆက်လို့ထားမမြတ်တော်ချစ်ရှင်နဲ့ပေါင်းစည်းလို့သွားကျင်နာတော့အိမ်မက်ကြီးဟောမဲ့တကူရဲ့လွင်ငယ်လေလွင်ငယ်မရောင်စုံကြာမလေးလာဘေးစားသူနဲ့ယူငယ်သူအတိတရား